ခေတ်သစ်နိုင်ငံရေးလောကမှာလက်ဝဲနဲ့လက်ရာဆိုတဲ့ဝေါ်ဟာရတွေကိုမကြာခဏကြားမှုကြမှာပါအလွယ်တကူလေးနားလည်မှုလွဲတတ်ကြပါတယ်ဒါဆိုရင်ဒီဝေါ်ဟာရတွေကဘာကိုဆိုလိုတာလဲပြီးတော့ဘယ်ကနေမြစ်ဖျားခံခဲ့တာလဲလက်ဝဲနဲ့လက်ရာဆိုတဲ့အသုံးအနှုန်းတွေကို18ရာစုတုန်းကပြည်သူတော်လှန်ရေးကာလမှာသဘောတရားရေးရာအနေနဲ့စတင်သုံးစွဲခဲ့ကြတာဖြစ်ပါတယ်တော်လှန်ရေးကိုထောက်ခံတဲ့သူတွေကလက်ဝဲဘက်မှာနေထိုင်ကြပြီးတော့မင်းစစ်မင်းဆက်ကိုထောက်ခံတဲ့သူတွေကတော့လက်ရဘက်မှာထိုင်ခဲ့ကြပါတယ်။လက်ဝဲဘက်ကအပြောင်းလဲကိုလိုလားပြီးတော့လက်ရဘက်ကတော့လက်ရှိအခြေအနေကိုထိန်းသိမ်းထားခြင်းတဲ့သဘောတရားတွေဟာဒီကနေ့ခေတ်ကြီးဆက်လက်တည်ရှိနေစေဖြစ်ပြီးတော့သူတို့ရဲ့အဓိကအယူဆတစ်ခုလည်းဖြစ်ပါတယ်။လက်ဝဲနဲ့လက်ရဝါဒကြားကအခြေခံကွဲပြားချက်ဟာတဦးချင်းစီရဲ့လွတ်လပ်ခွင့်နဲ့အစိုးရရဲ့လုပ်ပိုင်ခွင့်အကြားညီမျှမှုပေါ်မှာမူတည်ပါတယ်။လက်ဝဲဝါဒီတွေဟာတန်းတူညီမျှတဲ့လူအဖွဲ့အစည်းကိုဖန်တီးဖို့ကြိုးပမ်းကြပြီးတော့လူထုရဲ့လူနေမှုဘဝမှာအစိုးရကအဓိကအခန်းကဏ္ဍကနေပါဝင်သင့်တယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်စီးပွားရေးလုပ်ငန်းတွေပေါ်မှာစီးမင်းကြမ်းမှတ်မှုတွေပုံမှုလုံးဆောင်ပြီးတော့ချမ်းသာတဲ့သူတွေစီကနေအခွန်တွေကိုပုံမှုကောက်ခံလေးရှိကြပါတယ်။ဒါအပြင်လက်ဝဲဘက်ကပုံမှုတိုးတက်တဲ့အယူအဆတွေကိုကင်ဆွဲလေးရှိပြီးတော့တည်တံပေးတာကိုစန့်ကျင်ကြတယ်လို့တစ်ဖက်မှာလည်းလိန်တူလက်ထက်တာနဲ့အမျိုးသမီးတွေရဲ့ကိုဝင်ဖြတ်ချခွင့်တွေကိုတော့ထောက်ခံခဲ့ကြတယ်ဗျ။ရွှေပြောင်းနေတိုင်းသူတွေအပေါ်မှာအခွင့်အရေးပုံမပေးလိရှိပြီးတော့ဘာသာရေးနဲ့နိုင်ငံရေးကိုတီးခြားစီခွဲထုတ်ဖို့အတွက်အဓိကတွန်းအားပေးလိရှိကြပါတယ်။စီးပွားရေးရကြည့်မယ်ဆိုရင်လက်ဝဲဝါဒီတွေဟာဂျုံမင်းနဲ့ကင်းရဲ့စီးပွားရေးအယူအဆဒါမှမဟုတ်အစိုးရပါဝင်စွက်ဖက်တဲ့စနစ်မျိုးကိုကျင့်သုံးနေရှိပါတယ်။အချင်းချုပ်ပြောရရင်တော့ဒီစနစ်ဟာစီးပွားရေးကြာဆင်းမှုကိုရှောင်လွှဲနိုင်ဖို့အစိုးရကဝင်ရောက်ဆွတ်ဖက်တဲ့စနစ်မျိုးဖြစ်ပါတယ်။စီးပွားရေးကောင်းမွန်နေချိန်မှာအခွန်များများကောက်ခံပြီးတော့စီးပွားရေးတကယ်လိုအပ်နေတဲ့အချိန်မှာတော့အဲ့ဒီငွေတွေကိုပြန်လည်သုံးစွဲတာမျိုးဖြစ်ပါတယ်။အစိုးရရဲ့ပါဝင်ဆွတ်ဖက်မှုအဆင့်ဟာလက်ဝဲရိပ်မှုဘလောက်ပြင်းထန်တယ်လဲဆိုတာပေါ်ကိုမူတည်ပြီးတော့ကွဲပြားနိုင်ပါတယ်။ဒီနေရာမှာကွန်မြူနစ်စနစ်တွေဆိုတာကတော့စီးပွားရေးကဏ္ဍအားလုံးကိုအစိုးရကပဲစီစစ်ထိန်းချုပ်ချင်ကြပြီးတော့ဗဟိုလက်ဝဲဝါဒီတွေကတော့အသင့်အတင့်မျှတာဝင်ရောက်ဆွတ်ဖက်ခြင်းကြတာပါနောက်တစ်ခုလက်ရဝါဒီတွေကတော့လူမှုဖွဲ့စည်းမှာမညီမျှမှုတချို့ရှိနေတာဟာမရှောင်လွဲနိုင်တဲ့အရာဖြစ်ပြီးတော့လူထုရဲ့ဘဝတွေမှာအစိုးရရဲ့ပါဝင်ပတ်သက်မှုကိုအကန့်အသတ်နဲ့ပဲရှိတင်တယ်လို့ယူဆကြပါတယ်အစည်းအဝေးမှာလည်းအစိုးရအနေနဲ့စီးမြင့်ဥပဒေတွေအများကြီးမပြဋ္ဌာန်းမင်းနဲ့တဝူးချင်းစီရဲ့လွတ်လပ်ခွင့်ကိုထိန်းသိမ်းပေးတာကိုပဲအဓိကပန်းတိုင်ရဖြစ်ထားရှိတင်တယ်လို့သတ်မှတ်ကြပါတယ်အလျဝါဒီတွေဟာလက်ဝဲဝါဒီတွေထက်ပုံမရိုးရဆန်ပြီးတော့ဘာသာရေးမြင်ပုံမအားကောင်းကြပါတယ်လက်ဝဲဝါဒီတွေထောက်ခံတဲ့လေတူလက်ထက်ခွင့်နဲ့ကိုဝင်ဖြတ်ချခွင့်စတဲ့အရာတွေကိုစန့်ကျင်နေရှိကြပါတယ်ပြီးတော့ဒီနေရာမှာစီးပွားရေးရလက်ရဝါဒီတွေဟာအလွတ်လပ်စွာလောက်ကင်ခွင့်စနစ်ပါဝင်တဲ့နီယိုကလစီကယ်ချင်းကပ်မှုကိုအသုံးပြုကြပါတယ်ဒါကိစ္စရပ်တွေကိုဒီအတိုင်းလှုပ်ထားပေးလိုက်ပါလို့အကြမ်းမြင့်ဘာသာပြန်နိုင်ပြီးတော့တီတွင်ဖန်တီးနိုင်မှုပုံမအားကောင်းစေဖို့အတွက်စီးမြင်းတွေကိုရှော့ချတာအစည်းအဝေးကြီးထွားလာစေဖို့အတွက်အခွန်တွေကိုရှော့ချတာတွေကိုဆိုလိုတာပါအတူချုပ်ပြောရရင်တော့လက်ရဝါဒီတွေဟာစီးပွားရေးမှာအစိုးရကဝင်ရောက်ဆွတ်ဖက်တာကိုမကောင်းတဲ့အရာဖြစ်မြင်ပြီးတော့ဈေးကွက်ကိုသူ့အတိုင်းသာလှုပ်ထားပေးမှသာအောင်မြင်ဖြစ်ထွန်းမယ်လို့ထင်ကြပါတယ်လက်ဝဲဘက်မှာရှိတဲ့နိုင်ငံရေးပါတီတွေထဲမှာတော့ Labour Party, Green Party နဲ့ Democratic Party တို့ပါဝင်ကြပြီးလက်ရဘက်မှာတော့ Republican, Conservative နဲ့ UKIP ပါတီတို့ပါဝင်ကြပါတယ်။ဒါအပြင် Liberal Democratic တို့လိုလက်ဝဲနဲ့လက်ရအယူအဆနှစ်ခုစလုံးကိုပေါင်းစပ်ထားတဲ့ဗဟိုဝါဒီပါတီတွေလည်းရှိပါသေးတယ်။ဒါပေမဲ့ခေတ်သစ်နိုင်ငံရေးပါတီတွေကိုသတ်မှတ်တဲ့နေရာမှာတော့လက်ဝဲနဲ့လက်ရလို့သုံးနှုန်းတာမျိုးဟာအမြဲတမ်းတော့မမှန်ကန်နိုင်ပါဘူး။ဘာကြောင့်လဲဆိုရင်ပါတီတစ်ခုကဘယ်လောက်ထိလက်ဝဲဒါမှမဟုတ်လက်ရဘက်ကိုယိမ်းတယ်လဲဆိုတာကိုတိုင်းတာဖို့မတူညီတဲ့နိုင်ငံရေးစံနှုန်းတွေအများကြီးရှိပါတယ်။ပါတီအများစုကတော့လက်ရှိတခြားနိုင်ငံရေးပါတီတွေနဲ့သူတို့ကနှိုင်းယှဉ်ပြီးတော့ကိုသတ်မှတ်လေးရှိကြပါတယ်။ဥပမာပြည်ထိုင်နိုင်ငံမှာဆိုရင် Labour Party ကိုလက်ဝဲဖြစ်မြင်ပြီးတော့Conservative Party ကိုတော့လက်ရဖြစ်မြင်ကြပါတယ်။လက်ဝဲတွေက Labour Party ရဲ့မူဝါဒအများပြားဟာဗဟိုဒါမှမဟုတ်လက်ရဘက်မှာတည်ရှိနေပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ Labour Party ရဲ့မူဝါဒအများပြားဟာဗဟိုဒါမှမဟုတ်လက်ရဘက်မှာတည်ရှိနေပါတယ်။အမေရိကန်မှာလည်း Democratic တွေကိုလက်ဝဲရိပ်နေလို့မြင်ကြပေမဲ့လက်တွေ့နိုင်ငံရေးစံနှုန်းတွေအရကတော့ Democratic ရော Republican မှာပါတီနှစ်ခုစလုံးဟာလက်ရဘက်မှာပဲရှိနေကြတာပါ
ဒါအပြင်နိုင်ငံရေးစံနှုန်းတွေဟာတစ်ဖက်တည်းမှာရှိတဲ့ dimension တွေမဟုတ်ပါဘူးလက်ဝဲနဲ့လက်ရအယူဆနှစ်ခုစလုံးထဲမှာအာဏာရှင်စံနဲ့အမြင်ရှိသူတွေနဲ့ libertarian လွတ်လပ်ခွင့်ကိုဦးစားပေးတဲ့အမြင်ရှိသူတွေလည်းရှိကြပါတယ်အာဏာရှင်စံတဲ့သူတွေကတော့အစိုးရရဲ့ဆွဲဖက်မှုကိုပုံပုံလိုလားကြပြီးတော့ libertarian တွေကတော့စန့်ကျင်ဘက်ကိုလိုလားကြတာပါရေပုံရအပြင်လက်ဝဲဝါဒီတွေဟာအာဏာရှင်စံပြီးတော့လက်ရဝါဒီတွေကတော့ libertarian စံကြတယ်လို့ဆိုကြပေမဲ့ဒါကအမြဲတမ်းတော့မဟုတ်ပါဘူးအရင်ကကျွန်တော်ရဲ့အမြင်ကတော့လက်ဝဲရဲ့အစွန်းရောက်မှုဟာကွန်မြူနစ်ဝါဒီဖြစ်ပြီးလက်ရရဲ့အစွန်းရောက်မှုကကြတော့ဖက်စစ်ဝါဒဖြစ်တယ်လို့နားလည်ထားပါတယ်ဒါပေမဲ့လည်းဒီနားလည်မှုကအပြည့်အဝမှန်ကန်လားလို့မေးရင်တော့နေရာတိုင်းမှာတော့မှန်ကန်မနေနိုင်ပါဘူးဖက်စစ်ဆိုရရဲ့အစွန်းရောက်အာဏာရှင်စံနဲ့တဘာဝနဲ့လက်ဝဲချင်းစီးပွားရေးအယူအဆတွေပေါင်းဆက်ထားမှုကြောင့်အစံနှုန်းတွေပေါ်မှာနေရာအတိအကျသတ်မှတ်ဖို့ဆိုတာကတော့ခက်ခဲပါတယ်အလူများစုအနေနဲ့လည်းမတူညီတဲ့ဝါဒတွေကိုလွယ်လွယ်ကူကူခွဲခြားနိုင်ဖို့ဒီတစိမ့်တွေကိုအသုံးပြုတာအသုံးဝင်နေဆိုပေမဲ့အဲ့ဒါတွေကအမြဲတမ်းတော့မမှန်ကန်နိုင်ဘူးဆိုတာကိုသတိရဖို့လိုပါတယ်တစိမ့်တစ်ခုကိုမျက်စိမိတ်ပြီးတော့မဲပေးတာထက်အပါတီရဲ့မူဝါဒတွေကိုတည်တည်ချာချာလေ့လာကြည့်တာကအမဲပေးဖို့ရွေးချယ်တဲ့နေရာမှာအကောင်းဆုံးနည်းလမ်းတစ်ခုပါပဲအခုကျွန်တော်မျှဝေပြီးသွားတယ်ဒီဗီဒီယိုဟာအမဲဆွဲတဲ့ကိစ္စတွေဘယ်ပါတီကကောင်းတယ်ဘယ်ပါတီကမကောင်းဘူးစသဖြင့်ဒါမျိုးတွေကိုဆိုလိုချင်တာမျိုးမဟုတ်ဘဲနဲ့ education ဆန်ဆန်နဲ့မိတ်ဆွေတို့ရဲ့အတွေးထဲမှာဒါကဒီလိုရှိပါလားဒါကဒီလိုရှိပါလားဆိုတာကိုနားလည်ရင်ပဲကျွန်တော်တင်ဆက်ပေးရကြုံနှက်ပါပြီကျေးဇူးပါဒီလိုဗီဒီယိုတွေကိုမိတ်ဆွေကနှစ်သက်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုလက်မလေးနှိပ်ပြီးတော့ channel ကို subscribe လုပ်ရသေးရင်လုပ်သွားပြီးပါအောင်ဗျဒါလေးကတော့ကျွန်တော်ရဲ့စရေးဘူးသွတာတွေနဲ့ပတ်သက်တဲ့သမိုင်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုမျှဝေတင်ဆက်ပေးတဲ့ channel တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ပုဒ်မှာပြန်တွေ့ကြမယ်နော်